ကဲဘော်ရီအားလုံးပဲမင်္ဂလာပါခင်ဗျာ UME Football Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမယ့်ပွဲစဉ်အကြောင်းကတော့ခုလေးတင်မှပြီးသွားတဲ့ဘရာဇီးသင်းနဲ့နော်ဝေးသင်းတို့ရဲ့ပွဲစဉ်အကြောင်းပဲဖြစ်ပါတယ်ပွဲစဉ်ပြီးမှာတော့နော်ဝေးသင်းက2-ဂိုးဆိုတဲ့အရလတ်နဲ့ဘရာဇီးသင်းကိုအနိုင်ယူသွားတယ်ဂိုးသွင်းတဲ့လူတွေကတော့ဟာလန်ရွယ်2ဂိုးသွင်းတယ်နေမာဂျူနီယာကနေပြီးတော့ NLD မှာတစ်လုံးသွင်းတယ်ဒီပွဲကိုသုံးသပ်ရမယ်ဆိုလို့ရှိရင်ဘရာဇီးသင်းကနော်ဝေးသင်းကိုစအရာဘာမှမရှင်းနိုင်ခဲ့ဘူးပွဲစဉ်စောပိုင်းမိနစ်မှာပဲပယ်နယ်တီတစ်လုံးရတယ်ကိုညာကိုဖောင်းလုပ်လိုက်လို့ပယ်နယ်တီတစ်လုံးရတယ်ပယ်နယ်တီကိုကျွန်တော်ထင်တာပေါ့နော်ဗီနီစီယက်ဂျူနီယာကတ်မယ်ထင်တယ်ဗီနီစီယက်မကတ်မယ်နဲ့ဘရူနိုဂိုမာရက်စ်ကန်သွားတယ်ထုံးစံတိုင်းပဲကိုရီထင်းတဲ့အတိုင်းပဲပေါ့ထုံးစံတိုင်းပဲတော့မဟုတ်စိတ်မချရတဲ့အတိုင်းပဲဘရူနိုဂိုမာရက်စ်ကပယ်နယ်တီကိုလွှဲချော်ခဲ့တယ်အဲ့လိုနဲ့ပွဲစဉ်တစ်လျှောက်လုံးမှာ chance တွေတော့ဘရာဇီးဘက်ကရရတယ်တပွဲလုံးမှာဘာမှလုပ်ပြနိုင်ခြင်းတော့မရှိဘူး chance တွေရတယ်1-1 chance တွေလည်းရတယ်ဒါပေမဲ့ဘိုးဖြစ်ပြောင်းလဲနိုင်ခြင်းမရှိဘူးနော်ဝေးကတော့တိုက်စစ်ဆင်မှုတိုင်းမှာတော်တော်များများဘရာဇီးကိုသမားအလစ်ဆန်ကိုတော်တော်ဒုက္ခပေးနိုင်တယ်ဒီပွဲမှာအလစ်ဆန်ကိုလည်းချီးကျူးရမယ်တော်တော် save တော်တော်များလုပ်သွားတယ်ပြီးတော့အန်ဒရစ်ဝင်လာတဲ့အချိန်မှာဆိုလည်းအန်ဒရစ်အပိုင်ကြီးလွတ်ကျွတ်တလုံးရအဲ့ဒီလုံးကိုလုံးဝဂိုးဖြစ်ပြောင်းလဲမပေးနိုင်တာလဲဘရာဇီးအသင်းရဲ့တကယ်အကြီးမားဆုံးဆုံးရှုံးမှုကြီးပေါ့အဲ့လုံးကတကယ်ဂိုးတင်တယ်ဗျာဘလူကန်ဝါမှန်ကိုမသိဘူးသူချက်ထိန်သူပေးလိုက်တဲ့လမ်းကြောင်းလေးကိုပြေးလိုက်ရင်းနဲ့touch လေးကနည်းနည်းလေးဘောလုံးများသွားပြီးတော့မမီမကန်းကန်လိုက်ရလို့ဖြစ်သွားတာ first touch ကလည်းဒီကစကားပြောတာပါအဲ့လိုနေရာကြပေးလိုက်တာမှဂျူနီယာပေးလိုက်တယ်ထင်တယ်ဂျူနီယာပေးလိုက်တဲ့ကဲမှလွတ်ကျွတ်နေရလွတ်ကျွတ်ကြီးကိုရအဲ့ဒါကိုဖြစ်သုံးမချနိုင်ဘူးဒီဘက်မှာတော့ဘရာဇီးနီးပြရေးအန်ချယ်လော်တီရဲ့လူထုတ်ပုံနဲ့မေကုန်းထုတ်ဖို့မေကုန်းထုတ်စီရတော့ရှိခဲ့တယ်ပေါ့တကယ်လို့ဒါအနေမောင်စောစောစီးထဲတာတို့မာတီနယ်လီကိုတုံးလာတဲ့ပုံမှာတော့စောကလေးကသဘောမကျဘူးအဲ့နေရာကြီးမှာဒါမာတီနယ်လီရဲ့နေရာမဟုတ်ဘူးလို့ခံစားမိဒါကတော့ကျွန်တော်ရဲ့အမြင်ပါအဲ့ဒီ line အကြီးစထွက်လာကြတဲ့ဟာကိုကြည့်ရအစင်မပြေဘူးလုံးမအစင်ပြေဘူးနေမှာတော့လာနောက်ဆုံးကပတ်ဖလားဆိုတော့စိတ်မကောင်းစရာပါပဲနော်ဝေးသင်းကလည်းတကယ်ကိုကောင်းတာစင်တာဘက်2ယောက်ဆိုရင်လူကောင်ကတော်ကြီးတာပြီးတော့ဝင်းဘက်တွေကလည်းသွားကောင်းတယ်ဒီနေ့မှတော်ကောင်းတယ်ဒီကွင်းလယ်မှာဆောတဲ့စင်တာဘက်တို့စင်တာဘက်ရဲ့နောက်ဘတ်တယောက်ရဲ့သူတို့2ယောက်ကလည်းအော်တော်ကောင်းတယ်ဒီနေ့လူစားတော့ဒီနေ့ပွဲမှာအရင်မလုပ်ပြနိုင်ဘူးဒါပေမဲ့ chance ရတိုင်းမှာအနေဒိန်းဂျာလုံးတွေများတယ်အလက်ဇင်ဘက်ကတစ်လုံးရတယ်တစ်လုံးဆေးသွားတယ်အပိုင်းအိုဒီကကန်တဲ့လုံးဆိုလဲတကယ်ဟိုမှတကယ်အိုဒီကဘဲတန်းဟိုဘဲချင်နဲ့ဟိုစိတ်ကြက်ကြီးကန်ရတာဟိုဝင်းမဟိုဝင်းမလက်ဇင်ဘက်ကလည်းကြောတာလည်းပါမှာနော်ထားပါဒါပဲနောက်ဆုံးမှာဟာလန်ကြီးရောက်လာတဲ့အချိန်မှာဟို perfect ကြီးပဲဟာလန်ခေါင်းတိုက်ကိုနဲ့စပြီးတော့ဥဆောင်ကိုတွင်းတယ်ဒုတိယကိုတွင်းတဲ့အချိန်မှာတော့ဘရာဇီးနောက်တန်းလုံးဝကိုမေကုန်းထုတ်ဖို့ကောင်းတယ်ကံမဟာလန်ကြီးကံမဲ့ဟာဝင်မတားဘဲနဲ့ပေးကန်တယ်ပြီးတော့ပေးကန်တဲ့နေရာလုံးဝကန်လို့ကောင်းတဲ့နေရာကြီးဘီကုတ်စဝိုင်းရဲ့အဲ့နားလေးမှာပဲကန်လို့မှတကယ်ရှယ်ကောင်းတဲ့နေရာပြီးတော့ကံမဲ့လူကဟာလန်ကိုပြေးမပိတ်ဘူးတဲ့အော်ဆရာသမားတွေတကယ်ဟိုဒီနေ့ပွဲရတော့ပြီးတော့ဒန်နီလိုကိုတုံးလာတယ်ပေါ့လုံးဝအဆင်မပြေဘူးလို့ပဲမြင်တယ်
နော်ဝေးတကယ်ထိုက်တယ်မှာတကယ်လဲကောင်းတယ် position ကစတာဘာမှဘရာဇီးဘာမှမလုပ်နိုင်ဂျူနီယာဆိုဘာမှမလုပ်နိုင်ဂျူနီယာကတကယ်ဒီနေ့ပွဲမှာဘာမှခြေစမပြနိုင်ဘူးပြီးတော့သူကိုယ်သူယုံကြည်မှုအရင်ရှိနေတဲ့ပုံစံပေါက်တယ်ဟုတ်နော်တချို့အလုံးတွေဆိုလူပေးရမှအလုံးတွေမပေးဘူးတယောက်တည်းဆွဲဝင်ပြေးတာတော့ပြီး decision making ကဒီနေ့ပွဲမှာအရင်မကောင်းဂျူနီယာပြီးတော့ကိုညာကိုထုတ်လိုက်တာလေဟိုဒီပြရန်ချက်လို့ဒီမားတယ်လို့တော့မြင်ကိုညာကိုထုတ်ပြီးတော့ကိုညာကိုဆက်ထားကျွန်တော်မြင်ပြောတာပေါ့နော်ကိုညာကိုဆက်ထားအထောင်နေရာမှာကိုညာကိုဆက်ထားပြီးတော့နေမောင်နံပါတ်10ဆော့ခိုင်းပြီးတော့မာဒီနယ်လီကိုထုတ်ပြီးရင်ညာဘက်မှာရိုင်ယန်ထုတ်ပြီးအန်ဒရစ်ထဲဂျူနီယာတို့ဒီတိုင်းနေထားလိုက်ပြီးဘရူနိုဂိုမန်ရက်စ်နဲ့ကာစီမီရိုအတွက်ထားဒီနေ့ပွဲမှာတော့ဘာမှပြောစရာမရှိဘူးဘရာဇီးဘက်ကတော့ဘရာဇီးကတော်ညံ့ဟိုဂျာမနီကိုဂိုးပြတ်ရှုံးတဲ့ပွဲလိုမျိုးပဲဘာမှမလုပ်နိုင်ဘာမှမရှင်းနိုင်ဒီနေ့ကြည့်ရတဲ့ဘရာဇီးကိုကတော့တကယ်တော်မှဆုတ်ပြတ်တက်နေဘရာဇီးကိုကျွန်တော်မြင်ခဲ့ရတယ်နော်ဝေးတော့ congratulations ဟာလန်ကြီးကတော့တကယ်ကောင်းတယ်လုံးဝသူ့စီဘောလုံးလာပေးလိုက်ဂိုးသွင်းမယ်ဆိုတဲ့လူတကယ်ကောင်းတယ်တကယ်မိုက်တယ်ကဲနော်ဝေးကတော့တက်သွားပြီကဲဒီနေ့ကတော့သုံးချက်လေးကတော့ဒီလောက်ပဲအရင်ရှေ့ဝိုင်းလဲကြည့်တဲ့လူတွေပြင်ပါမှာဆိုလို့ကဲအားလုံး comment section မှာဆွေးနွေးလို့ရတယ် like and share လေးလုပ်ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ် bye bye နောက်ဗီဒီယိုမှာတွေ့မယ်